ဖိုးစတာတီဖွင့်ပေးမယ်တဲ့ ရှောက်ရမယ် ဟုတ်တယ်နော်ဦးတခြားတော့သူဦးတခြားဖိုးစတာဖွင့်ပေးမှာနော်ရှောက်မပြောဘူးတကယ်သူစိတ်ဝင်နေဒီကောင်အားချောင်းနေနေအိမ်နေကြပါဟုတ်တယ်မြင်လား ယုံလား တကယ်သူစောင့်နေပေါ်မလာသေးဘူးသူကစိတ် ကဲဆိုရင်ရှင်နာမ လိုက်လာတော့ကောင်မ ကဲဆိုရင်နေမမင်းကိုချက်ပြရစေ အကြောင်းမပြန်သေးရတဲ့ ချက်ပြရစေဒီကလာမငါယောက်ျားကနေနဲ့ဟဲ့ငါယောက်ျားနေလို့ပြောငါယောက်ျားမှာမဟုတ်နားထား အကြောင်း မလို့ကမိန်းမလို့ခေါ်တယ်နော်မိန်းမလို့ခေါ်တယ်ဘာလို့ခေါ်လဲ အမအောင်စရာလေးလိုက်တော့ဒီမှာမြင်ရလေးလိုက် ငါရချပေးမယ်တော့တခြားသူသွားပြောဘာရှောက်လာတော့ငါမျိုးသူ့ကိုသူတော်မှတခါမှမတော့ဘူးတဲ့ ကြီးတော့ သူ့ကိုသူတော်တခါမှမတော့ဘူး ချက်ပါဘူးရိုင် ရောနေအိတ်တော့ဟိုမိုးလဲ အိမ်ထောင်မှာ ဒီနေ့အေးဝါမှာအလုပ်ထဲမှာငိုက်နေတော့အလုပ်ထဲမှာငိုက်နေ လုံ တော့ သွားနေတော့ဒီနေ့ စက်ပါလုံးနေတယ် ဝဲလျှော်လို့ဟုတ်တယ်လေပြောဝဲလျှော်လို့ချီ တနာရီပဲအေးရတော့မှ သေ 9နာရီခွဲချိန်ပြန်ခိုင်းရမှာလောက်က7နာရီဝါရမှာလောက်က7နာရီအောင်သွားရမှာ ဟုတ်မှကြည်အောင်သတိစားအောင်မပြေသေးဘူးကိုစူးစားပြီးလင်းခဲ့တာပဲပိတ်သေးဘူးငါစောင့်နေဦးတင်ချာချပြီးမယ်ငါပိတ်သေးဘူးအကြောင်းသူစောင့်မူးလဲလင်းမာလေး你都阿妈的啦 ，no 阿妈唔好，ဒီလောက်အသားကြီးပေါ်လဲစီနေဒီလောက်ပုံစံနဲ့ညတူကြည့်လိုက်ချက်တခြားစီနေရေခွန်းနဲ့စီ ဟာခွန်းနဲ့ဆိုဖဲ့ဟော ညတောင်းညတောင်းညလုံးနှာခေါင်းပါးစပ်တခြားစီ ငါတို့ကနှာခေါင်းဆိုလဲနှာခေါင်းကြီးနဲ့နာတက်လို့မဟုတ်ဘူးငါကမျက်ခေါင်းဆိုလဲမျက်ခေါင်းကြီးနဲ့ ညတောင်းမွေးရမရှိညတာ ငါတို့ကနှာခမ်းဆိုလဲနှာခမ်းကြီးနဲ့ဒီမှာ ဒီ ကြာ ကြအဖက်တွေနဲ့ဆိုတော့တူတူပဲတဲ့ ညာဒီမှာဆက်မှာဖဲဆမ်းမှာအဖက်နဲ့တိဆောက်တာဆိုတော့ရှင်မကအဖက်နဲ့တိဆောက်တာဘာဖြစ်ရှင်တော့ငါတို့အဲ့လိုပဲဖက်နဲ့တိဆောက်တာ ဒီစားပြီး ဖိုး ဖိုးချတာပြီးတော့မှဖိုးချ အော်အကူလိုက်ချက်ရပါလားမလို့ငါ စိတ်ကအကြောင်းမပြန်ဘူးလေကေပီနဲ့မကိုလွယ်လိုက်တော့မယ် အဲ့မှာဘာလို့အင်ပိုက်လို့လုပ်နေတော့ဒီလိုအဲ့ချင်နေမအေးရလို့မလို့ဒီလိုဖြစ်နေတာမအေးရလို့မလို့ဒီလိုဖြစ်နေ ယူမယ်ဆိုချက်ပေါက်မှာဟိုင်းငယ်ချက်ပိုင်မှာဟာပြီခဏစားအခုလဲမယ်ချက်ပေါက်မှာဟိုင်းပြီကေပီနဲ့မဟုတ်ဘူးမယ်ဆိုချက်ပေါက်မှာဟိုင်းပြီအစားယူမယ်ဆိုချက်ပေါက်မှာဟိုင်းပြီ你马上干我面了，不要得到。不说太天方面，没干，不说太天方面，不说太天方面。တဲ့မှာ 没人找你呗，把你也